ဗီဒီယိုရဲ့အဆုံးမှာဒါလေးထည့်ဖို့လုံးဝမမေ့ပါနဲ့ကိုယ့်လုပ်ငန်းအတွက်ဖန်တီးထားတဲ့ view တွေကအရန်ကောင်းတယ် view လည်းတက်တယ်ဒါပေမဲ့စာဝင်နေပြီးတော့ထင်သလောက်ရောင်းအောင်မကောင်းဖြစ်နေတယ်ဆိုရင်တော့တင်း view ရဲ့အဆုံးမှာ CTA လို့ခေါ်တဲ့ call to action ထည့်ဖို့မိနေခဲ့လို့ပါ CTA ဆိုတာဘာလဲ CTA ဆိုတာ view ရဲ့အဆုံးမှာစိတ်ဝင်စားရင်အသေးစိတ်ကို chat box မှာလာရောက်မြင်နိုင်ပါတယ်ဆိုတဲ့စာသားပိတ်ကလေးပဲဖြစ်ပါတယ်ဒါကဘာမှမဟုတ်လို့ထင်ရပေမဲ့ရောင်းအားဖြစ်စေဖို့ကိုတော့ထောက်ပံ့ပေးလိုက်ပါတယ်ဘာလို့ထည့်ဖို့လိုတာလဲဆိုရင် viewer တွေကစိတ်ဝင်စားတဲ့ဗီဒီယိုကိုကြည့်နေခဲ့ပေမဲ့ဘာမှဝယ်ရမှန်းမသိတာမျိုးတွေကြောင့်ကြော်သွားတာမျိုးတွေဖြစ်တတ်ပါတယ်။ဒီလိုမဖြစ်အောင် CTA ကကူညီပေးနိုင်တာကြောင့် viewer ကနေဝယ်သူအဆင့်ကိုရောက်လာပြီးတော့မိမိရဲ့လုပ်ငန်းရောင်းအားကိုလည်းပိုကောင်းစေနိုင်ပါတယ်။ဒါပေမဲ့ကိုယ့်ရဲ့ CTA ကအရှိကြီးမဟုတ်ပဲတိုတိုနဲ့လူရင်းဖြစ်ဖို့တော့လိုပါမယ်။အရန်ရှိပြီးအဆင့်တွေများနေရင်လည်းဝယ်သူကစိတ်ချုပ်သွားတတ်ပါတယ်။ဒါကြောင့် CTA ကအခုပဲ chat box မှာဝယ်ယူနိုင်ပါပြီဆိုတာနဲ့တင်လုံလောက်ပါတယ်နော်။ညီမတို့ရိုးရှင်းရှင်း marketing agency ကနေဒီလို digital marketing နဲ့ပတ်သက်တဲ့ tips and trick လေးတွေကိုပုံမှန်မျှဝေပေးသွားမှာမို့ Facebook page နဲ့ TikTok channel လေးကို like and follow လုပ်ခဲ့ဖို့လည်းမမေ့နဲ့နော်။